အားလုံးပဲမင်္ဂလာပါ Podcast for Positive Channel ရဲ့ပရိသတ်တွေယူရိုရဲ့ crush က Virgo ဖြစ်နေလားဒါမှမဟုတ်ရင်ကိုယ်တိုင်ကရော Virgo လားဆိုတော့ perfectionist လို့နာမည်ကြီးတဲ့ Virgo တွေရဲ့ကောင်းကွက်3ချက်နဲ့စိုးတာ3ချက်ကိုပေါ့နော်ဒါတော့ကတ်လေးတွေနဲ့အတူတူလှည့်ဟာပြမယ်ဒါကြောင့်မလို့ကတ်တွေက Virgo အကြောင်းဘာတွေပြောမလဲဆိုတာကိုကြည့်ရအောင်ပေါ့နော်ပထမဆုံးအနေနဲ့ဒီမှာကောင်းတဲ့အချက်3ချက်ပေါ့နော်ဆိုတဲ့အချက်3ချက်ကိုတာရော့ကတ်နဲ့ပြောပြပေးမယ်ပေါ့နော်ဒါကတာရော့ကတ်ဆွဲတာမဟုတ်ပါဘူးVirgo ရတဲ့ခွင့်တွေကိုကိုစားပြုတဲ့ကတ်တွေကိုအရင်ဆုံးပြောပြပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမဆုံးကောင်းတဲ့အချက်တစ်ခုပြောမယ်ဆိုလို့ရှင်ပေါ့နော် The Emperor ဖြစ်ပါတယ်ဆိုတော့တကယ်အစမှာပဲပေါ့နော်တကယ်ကတ်ကြီးကိုပြောရတော့မှာပေါ့ဆိုတော့Virgo တွေကလေအရာရာကိုအစီအစဉ်တကြားဖြစ်အောင်လုပ်နိုင်တယ်တကယ်ဘယင်ကြီးတွေလိုပဲပေါ့နော်ဆိုတော့သူ့ဘဝသူ့ကိုလည်းတေချာစီမံခန့်ခွဲသလိုသူ့အနီးနားလူတွေကိုလည်းတေးတေးချာချာလမ်းညွှန်ပြတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့Virgo တွေနဲ့တွဲရတာဘာနဲ့တူလဲဆိုတော့လေကို့မှာပေါ့နော်အဲ့လိုကိုပိုင်ဘယင်တစ်ပါးရှိနေသလိုပဲဖြစ်မှာပေါ့နော်ဆိုတော့နင်ဘာတွေပဲလုပ်ဘာပြဿနာပဲတက်ငါရှင်းပေးမယ်ဆိုပြီးတာဝန်ယူပေးတတ်တယ်ဒါပေမဲ့ကိုကအဲ့လိုမဟုတ်တာတစ်ခုခုမှားတာတစ်ခုခုလုပ်တယ်ဆိုလို့ရှိရင်လည်းအပြစ်ပေးတာမျိုးလည်းခံရတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီကိုသားတကယ်ကောက်ကောက်မွန်မွန်လုပ်တယ်ဆိုရင်ကိုယ့်ရဲ့အမှားလည်းအရင်မကြည့်ဘူးဆိုရင်တော့တော်တော်လေးကောက်ွယ်ပေးတတ်တဲ့တာဝန်ယူပေးတတ်တဲ့သူတွေဖြစ်တယ်ပေါ့နော်ဆိုတော့ကိုနားမှာဒါVirgoရှိနေတယ်ဆိုလို့ရှိရင်ဘာမှပူစရာမလိုဘူးplan A မရှိဘူးမရလို့ရှိရင် plan Z အထိပေါ့နော်အစဉ်သင်းရှိနေတဲ့သူမျိုးတွေမလို့အားကိုးလို့ရတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဒုတိယကတ်ကကြတော့ The Star ပေါ့နော်ဆိုတော့ဒီ Virgo တွေကပေါ့နော်သူတို့ရဲ့ဉာဏ်ပညာနဲ့သူတစ်ပါးကိုပေါ့နော်ဒီတကယ်ကူညီပြီးတော့နီလန်းကောင်းနေနေပေါ့နော်အမြဲတမ်းကူညီတတ်တဲ့သူတွေဖြစ်တယ်ပေါ့နော်ပြီးရင်သူတို့ပေးတဲ့နီလန်းတွေကလေတကယ်ကိုလက်တွေ့ကြရတယ်ပေါ့နော်ဆိုတော့လက်တွေ့ကြတဲ့အခါကျတော့လေလူတွေတော်တော်များများကဒီချိကပ်ပြီးတော့ကူညီတောင်းတကြတာမျိုးများတယ်လူချစ်လူခင်လည်းပေါ်တယ်ပေါ့နော်ဆိုတော့သူတို့ချစ်ခင်ရတဲ့သူတွေဒုက္ခရောက်တယ်ဆိုလို့ရှိရင်စိတ်တက်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကမတောင်းဆိုရင်တော့မှပေါ့နော်ကိုဘေးမှာသူတို့ကချက်ချင်းရောက်လာပြီးလို့ရှိရင်ကျယ်ပွင့်လေးလို့ပေါ့နော်အလင်းပြတဲ့သူလို့ပဲမြင်ရမယ်ပေါ့နော်Virgoကြတော့ဆိုတော့ဖုံးလိုက်အောင်မယ်နောက်ဆုံးတစ်ကတ်ကကြအကောင်းတဲ့အချက်ပေါ့နော်အဲ့ဒါကြတော့လေ magician ပုံစံမျိုးပဲပေါ့နော်ဒီVirgoရဲ့အလုံးလုံးပုံကလေတကယ်ဟိုမှလေအသေးစိတ်တွက်ချက်တတ်တာပေါ့နော်အဲ့ဒါသူ့ရဲ့တွက်ချက်တတ်ပုံကလေ Google လိုပဲပေါ့နော်ဘာမဆိုသူကတင်လွယ်တယ်ဉာဏ်ကောင်းတယ်အကွက်မြင်တယ်လူတွေလည်းလဲတယ်ပေါ့နော်နောက်ပြဿနာကြီးကြုံလာပြီဆိုလည်းသူကဖြေရှင်းတတ်တယ်အဲ့လိုမျိုးကိစ္စရတိုင်းကိုသူတို့ကပေါ့နော်လှုပ်တတ်တဲ့အခါကျတော့သူကမှော်စရာလိုမျိုးဖြစ်နေရပါတော့အရာအလုံးလှုပ်တတ်တယ်ပြီးရင်အကွက်စစ်စီလည်းစီစဉ်နိုင်တယ်ဒါကြောင့်မလို့ထင်ပေါ်တယ်ပေါ့နော်ထင်ပေါ်တယ်အဲ့လိုကြောင့်လဲပေါ့နော်လူတော်တော်များများသူတို့လိုအပ်ကြတယ်အဲ့လိုလိုအပ်တာကြောင့်လဲတခြားသူတွေကမနာလိုတာကိုလည်းခံကြရတဲ့ယာတီကွင်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့Virgoရဲ့ကောင်းကွက်3ကွက်ဖြစ်ပါတယ်ကောင်းကွက်တွေပြီးတဲ့အခါကျတော့အမှောက်ဘက်ချမ်းကိုရောက်လာပြီပေါ့နော်ဆိုတော့နည်းနည်း dark side ပေါ့နော်အဲ့လိုပဲပြောအောင်လား dark side ဖြစ်တဲ့ဟာကြတော့လေပထမတစ်ခါကကြတော့ hermit ဖြစ်တယ်ပေါ့နော်ဒီ hermit ဖြစ်တယ်ဆိုတော့Virgoတွေကလေစိတ်တိုရင်ဒါမှမဟုတ်စိတ်ဆိုးရင်ဘာလုပ်လဲဆိုတော့ ghost လုပ်ပစ်လိုက်တာသူကလုံးဝဆက်သွယ်ဖို့ရှင်းပြဖို့ဘာမှစူးစမ်းလို့ရမှာမဟုတ်ဘူးဒီလိုမျိုးပဲသူ့ဟာနဲ့သူတယောက်တည်းပေါ့နော်တယောက်တည်းနေလိုက်တယ်တခြားသူတွေဘာမှစိတ်မဝင်စားဘူးခြားဘက်တွေကိုအမှောင်ချမ်းနေလို့ပဲစဉ်းစားလိုက်တယ်သူတယောက်တည်းသူ့ဘာသူပဲတကားပိတ်နေလိုက်တယ်ဘာမှဆက်သွယ်လုပ်လို့မရတော့ဘူးပေါ့နော်သူတို့ဂူထဲမှာသူ့ဘာသူတီးထန်တယောက်တည်းနေတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးခံစားရတာကလေတစ်ဖက်လူအတွက်တော်တော်လေးယူလောက်အောင်ဖြစ်စေတယ်ပေါ့နော်စိတ်နေအောင်ခံစားရတဲ့ဟာမျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့တစ်ခါလေးကြာရင်တော့တစ်ဖက်လူအတွက်မကောင်းတဲ့အခါကျတော့ဒါ dark side ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့နောက်တစ်ခါကတော့ဒီ bill ပါဒါလေးဖုံးလိုက်မယ်ဆိုတော့ဒီသူတို့ရဲ့စိတ်ကလေအရင် perfect ဖြစ်ချင်တာပေါ့နော်Virgoတွေကလေ perfectionist ဖြစ်ချင်တဲ့အစွဲလန်းစိုးကြီးလို့ပြောရမယ်အဲ့လိုမျိုးအရင် perfect ဖြစ်ချင်တာကြောင့်သူတို့ကိုယ်တိုင်ကိုဘေးလူတွေကိုပေါ့နော်စီးကန်းတွေနဲ့လွန်ကက်ကတင်းကျပ်တတ်တာမျိုးဖြစ်တယ်ပေါ့နော်ဥပမာမင်းကတစ်ခန်းလုံးကိုဒေချာတန်ရှင်းလောက်ထိုင်တာမှဟိုလိုတနေရာလေးကကွက်ပြီးတော့ပေါ့နော်မင်းကြံသွားရဲဆိုလို့ရှင်ဒီညမှာဖုန်းနဲ့ကြံတယ်လေအလုပ်ဆိုတာအဲ့လိုမလုပ်ရဘူးဘာညာပေါ့နော်အဲ့လိုမျိုးတရားဟောတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတော့နည်းနည်းရှိတယ်အဲ့တော့ခြားလူတွေတော့နည်းနည်းစိတ်ညစ်ညူစရာတော့ဖြစ်တတ်တယ်ပေါ့နော်နောက်ဆုံးတစ်ခါကတော့ Ten of Swords ဖြစ်ပါတယ် Ten of Swords ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့လေVirgoတွေက
overthinking တွေရဲ့ဘယင်မတွေပါပေါ့နော်ဆိုတော့သူတို့ကလေဒီဖြစ်မလာသေးတဲ့ပြဿနာတွေကိုခေါင်းထဲမှာလေအကုန်ထည့်တယ်ဓာတ်နဲ့အချက်တရားမှာကထိုးဆွပြီးတော့စဉ်းစားတယ်အဲ့လိုဖြစ်တဲ့ခါကျတော့အိမ်မပြောဘူးတွေးပူတတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြိုတင်တွေးတော့တတ်တာကလေတစ်ခုခုဖြစ်လာရင်တော့ချက်ချင်းဖြေရှင်းလို့ရတာကောင်းတယ်ဆိုပေမဲ့ကိုအရန်နှိမ့်ဆက်လွန်းတဲ့ဟာမလို့ပေါ့နော်မလုတ်တဲ့အထဲမှာပါတယ်တခါတလေပေါ့ပလေးပဲနေထိုင်တဲ့နယ်ဆိုတဲ့ဟာမျိုးဖြစ်ပါတယ်ဆိုတော့ဒါကတော့ဗာကိုတွေရဲ့ကောင်းတဲ့အချက်တွေမကောင်းတဲ့အချက်တွေဖြစ်တယ်နောက်တစ်ခုကဗာကိုတွေနဲ့ပတ်သက်လို့တတိထားရမယ့်ဟာပေါ့နော်ကျွန်မကိုယ်တိုင်လည်းဗာကိုဖြစ်တဲ့အခါကျတော့လူတွေကဗာကိုတွေကိုထင်ဘယ်လိုပြောမလဲတိတ်သွင်းရလွယ်တယ် manipulate လုပ်ရတာလွယ်တယ်လို့ထင်တဲ့လူလည်းရှိတယ်မထင်တဲ့လူလည်းရှိပါဘူးဒါပေမဲ့တကယ်တမ်းမှာတော့မလွယ်ပါဘူးဗာကိုတွေကိုသူအဓိကအရေးကြီးတဲ့အချက်ကဗာကိုတွေလိန်လို့မရဘူးပေါ့နော်လိန်လို့မရဘူးဆိုတာဘာကြောင့်လဲဆိုတော့သူတို့ရဲ့ပင်ကိုထိုးထွင်းသိစိတ်ကအရန်ကောင်းတဲ့အခါကျတော့ကိုယ်လာပြီးတော့လိန်နေတယ်ဆိုရင်တော့မှပဲလိန်နေဆိုတော့သိတယ်ဒါပေမဲ့တစ်ခါလေဘာမှမပြောဘဲနေလိုက်တယ်ကိုယ် manipulate လာလောက်တာကိုသိတယ်ဒါပေမဲ့ဘာမှတိတ်မတုတ်ပြန်မဲနေလိုက်တယ်သူတို့ဖြစ်စေခြင်းတယ်လို့လုပ်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒါကမသိလို့မဟုတ်ပါဘူးပေါ့နော်အဲ့တစ်ဖက်လူကကိုအားနာရလို့ပဲဖြစ်ဖြစ်ကိုချစ်ခင်ရတဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလူတွေနာကျင်မှာဆိုလို့ဒီဟာကိုသိခံလိုက်တာပဲရှိပါတယ်တကယ်တော့သူတို့ရဲ့ဒီ scale ပေါ့နော်သူတို့ရဲ့ scale သူတို့ရဲ့ပင်ကိုသိစိတ်တွေပြီးရင်သူတို့ရဲ့ဒီသုံးသက်နိုင်စွမ်းပေါ့နော်သူတို့လူကက်ခက်လည်းအရန်တော်တာဖြစ်တဲ့အတွက်သူတို့ရဲ့သုံးသက်နိုင်စွမ်းအရန်မြင့်တဲ့အခါကျတော့သူတို့လိန်နေဆိုတာနဲ့တန်းတည်ပါတယ်ချက်ချင်းအချက်လက်နဲ့တန်းပြီးမပြောပြနိုင်ရင်တော့မှဒါမဟုတ်ဘူးဆိုတော့သူတို့သိတယ်ပေါ့နော်နောက်တစ်ခုကတစ်ခုခုကိုသိမ်းသွင်းနေတယ် manipulate လုပ်ချင်တယ်ဆိုရင်တော့မှပဲဒီလူကငါ့ကိုဘာလို့ဒီလိုလုပ်နေရလဲငါဒီလိုလေးမသိချင်အောင်ဆောင်ပေးလိုက်တော့သူအဆင်ပြေမှာပဲဆိုတဲ့စိတ်နဲ့နေလိုက်တာမျိုးပဲရှိတယ်ပေါ့နော်ဆိုတော့တချို့တွေကနည်းနည်းလေးဘာကိုတွေကခါလေးသူတို့တွေကဆရာကြီးလို့ပြောပြီးမဲ့ဒီလိုလုပ်လို့ရပါတယ်ဟိုလိုလုပ်လို့ရပါတယ်လို့ပြောကြတာရှိရနော်တကယ်တော့မဟုတ်ပါဘူးဘာကိုတွေကိုယ်တိုင်ကချစ်လို့တီးခံတာပဲဖြစ်ပါလိမ့်မယ်သူတို့ချစ်ရတဲ့သူတွေဆိုလို့ရှိရင်တော့တီးခံပါတယ်မသိကြအောင်ဆောင်ပေးပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းတစ်ချက်အနေနဲ့အပိုးဆောင်ပြီးထပ်ပြောပြရဖြစ်ပါတယ်တတာနောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်